ရွာပြန်တော့မယ်ဒေါ်လေးတာဘာဖြစ်လို့ပြန်มาလဲအမေကနေမကောင်းဘူးဒေါ်လေးရဲ့ဒါနဲ့တာပြန်มาဆိုတော့အလုပ်တွေမလုပ်တော့ဘူးလားအမေကိုပြန်တွေးမှဆိုတော့ခွင့်3ရက်လောက်လူရှင်လို့ဒေါ်လေးဟဲ့ခွင့်3ရက်ကများတာပေါ့လောက်ပါဒေါ်လေးရဲ့အမေနေမကောင်းလို့ပါခွင့်3ရက်မရဘူးတာ1ရက်ပဲရမယ်နော်လောက်ပါဒေါ်လေးမရဘူးတာမင်းလှုပ်ရှင်လှုပ်မလှုပ်ရှင်နဲ့မလှုပ်ရှင်ဒေါ်လေးအလုပ်ထုတ်ပါမျိုးဒေါ်လေးအလုပ်တော့မထုတ်ပါနဲ့ဒေါ်လေးရဲ့အဲ့ဒါဆိုရင်1ရက်ပဲယူလိုက်ပါမယ်အေးပြီးရောဒါနဲ့လေအမေရဲ့စေဖို့အတွက်ပတ်စံကြိုထုတ်ချင်တော့လေဟဲ့အဲ့ဒါဆိုရင်တော့မရဘူးနေ့ကငါအလုပ်ထုတ်မယ်ဒါပဲမလုပ်ပါနဲ့ဒေါ်လေးရဲ့မင်းကငါမတွေးချင်တော့ငိုက်မွားနဲ့ဆင်းသွားဟုတ်ဒေါ်လေးဟုတ်ဘန်းနဲ့အလောက်ကမလုံးဝသေးပတ်စံထုတ်မယ်တဲ့အံ့ဩပါမေမေတာအော်တာလာမေမေတက်တာလားမေမတက်တာသေးပါဘူးတာရဲ့တာအမေစကန်ပြချင်တယ်ပတ်စံနဲ့လောက်ပါလားတာပတ်စံမပါလာဘူးပြီးတော့လေတာကိုအလုပ်ထုတ်လိုက်ပြီးမေရဲ့တာရဲ့မမေစိတ်မကောင်းလိုက်တာကွယ်မေတာလေရွာထဲမှာပတ်စံသွားရှာလိုက်ဝင်တော့မေတာအဆင်ပြေမတော့ပါအမေတို့အများကြီးစိတ်ပူနေတာအဆင်ပြေပါတယ်အမေကတော့မေစိတ်မပူလို့မရတာကျမ်းမာရေးအဓိကလေမေတက်သွားပြီနော်တာဂိမ်းဆိုင်သွားအောင်နော်အော်အကိုဒီမှာအကိုရဲ့ပတ်စံကြားကြင်ခဲ့တယ်အော်အေးဟုတ်တယ်အဲ့ဒါအကိုရဲ့ဟာပဲညီလေးအော်ဟုတ်ကဲ့ဟုတ်ကိုရအော်အေးကျေးဇူးတင်တယ်ကွာညီလေးဒါနဲ့လည်းအကိုမိပတ်စံနေပေးမယ်နော်ရပါတယ်အကိုမလိုပါဘူးကိုရဲ့အော်ဒါနဲ့ညီလေးမင်းကဘယ်သွားမလို့လဲအခုကျွန်တော်ကအလုပ်လိုက်ရှာတာပါကိုအော်ဟုတ်လားအဲ့ဒါဆိုအတော်ပဲအကိုစီမှာအလုပ်လုပ်နေရညီလေးရဲ့အော်ဟုတ်လားကိုအဲ့ဒါဆိုရင်လေကျွန်တော်ကိုလည်းအလုပ်လေးပေးလို့ရမလားကိုအော်ဒါနဲ့လေမင်းလုံနိုင်ပါမလားအကိုတို့ကရေတန်းဆင်အောင်ဆိုတော့ရေတန်းနေမှအားညီလေးရဲ့ဟုတ်ကျွန်တော်လုံနိုင်တယ်ကိုအော်အေးအဲ့ဒါဆိုအတော်ပဲအေးသွားကြမလားညီလားဟုတ်ကဲ့ကိုအကိုကျွန်တော်လေအကိုခိုင်းတာအကုန်လုပ်ပြီးသားပြီကိုအော်အေးလာညီလေးလာအကိုမင်းပတ်စံပေးမယ်နော်ဟုတ်ကဲ့ရော့ညီလေးရော့အော်ဟုတ်ကဲ့အကိုအဲ့ဒါဆိုရင်လည်းကျွန်တော်ပြင်လိုက်အောင်နော်အော်အေးကျေးဇူးပဲနော်ဟုတ်ကဲ့အကိုမေတားပြင်လာပြီတားဟဲတကူလုံးလမ်းချွေးတွေရွှဲနေတာပဲတားရဲ့အမေတနာလိုက်တာကွယ်ဟုတ်ကဲ့ရပါတယ်မေရဲ့တားတို့စီကံသွားကြမယ်နော်အော်အေးတားရဲ့မေအရန်လိမ့်မာတာပဲကွယ်မင်းကိုလည်းအများကြီးချစ်တယ်နော်ဟုတ်တားလည်းမင်းကိုအများကြီးချစ်ပါတယ်